ဒီလင်းကိုတော့ပို့မှကောင်းလေးပါလို့မီးဖိတ်လိုက်လေမီးဒါမနေ့ပြင်ကြာကျွန်တော်တို့ဒါဒီလင်းမျိုးကိုတော့ပို့မှကားလေနော်ဒီမှာမီးတွေပါလုံးဝရှက်ဆင်လာပေးတယ်နော်ဒီမှာဟိုအလှလေးဒီကောင်က customer အကြိုက်လောက်တာပေးတာနော်အညိုရောင်နဲ့အဖြူရောင်နဲ့ဆက်ပြီးတော့ဒီမှာအနောက်မီးတွေပါဆိုပြပေးမယ်ဒါနောက်ပတ်ချင်ပါဆိုတော့နော်လုံးဝဒီပတ်လဲနဲ့လုံးဝအလှလေးပေါ့ပြီးပတ်လဲပြပေးမယ်လမ်းကနေပြေးသွားတာပြီးပတ်လဲပြပေးမယ်နော်ဒီကောင်လမ်းရက်ပေါ်ပါတယ်ဒါကတော့မောင်းဆန်ကိုပဲကျွန်တော်တို့ဒါမှလည်းပြင်ကြာဒီလင်းကကိုသိန်းဝင်းဟောက်ဓမ္မဆရာသိန်းဝင်းတပိုးမကားလေးပေါ့နော်ဒီကောင်ကလုံးဝအလှလေးတွေပေါ့နော်ဒါက customer မှုတ်ခိုင်းတဲ့အကြောင်းကျွန်တော်မှုတ်ပေးတာပေါ့လိုက်ဆင်ပါနော်သူကကြက်သွေးရောင်နဲ့အဖြူရောင်နဲ့ကာလာဖောက်ပြီးတော့မှုတ်တာလေးတော့ဒါကျွန်တော်နည်းနည်းမောင်းဆန်းတာနောက်ကျပါတယ်နည်းနည်းမှောင်သွားတော့တီးခတ်ပြီးတော့ကြည့်ပေးပါဗျာမနေ့ပြင်ကြာကျွန်တော်အစိုးရတပိုးတော့မှာဆိုတော့ဒီကောင်ကသူက high level ပတ်လဲနော်ဒီမှာဒါစပေါ်မှာမီးလေးပါလေးအကုန်လာမယ်နော်ပတ်လဲနဲ့အရှိပိုင်းရောက်ထွက်လေးပါဆိုမျိုးလာမှာဒါသူ signal မီးနော်မှာဟုတ်ပါမီးပဲနော်လုံးဝ share လေးဒီကောင်ဒီမှာကျွန်တော်တို့ဆက်စီး share လောက်မှုတ်တာပြီးနော် power လက်ကနဲ့ power လက်ကနော်ဒီမှာအနောက်ဘက်မှာဆိုတော့ကျွန်တော်ဘွက်ကားတွေပါအပြည့်စုံထည့်လာပြီနော်ဒီမှာအောက်ပိုင်းတွေပဲဆိုတော့ဒီမှာလုံးဝ share လေးအေးဆိုတော့ကျွန်တော်တို့လက်ထုတ်တာပြီးဒီဘက်ချမ်းပါနော်ကဲဒါတော့ customer အကြိုက်လောက်တာပြီးတဲ့ကားလေးပါလို့နော်ကဲဆောင်းမောက်ကားလေးလည်းရာဒီကွန်ပါလာတွေပဲကျွန်တော်မှမရှိဘူးနော်အချိန်မျိုးလက်မှာလို့ရပါတယ်ဒါလုံးဝစတေးကားကျွန်တော် free ကပ်ပေးတာစတေးကားဘုံမပါဘူးနော်ဒီမှာကိုတိန်ဝင်းဒါ KTW ကြတော့အတူကောက်ပေါ့ဒီမှာကိုတိန်ဝင်းဖုန်းနံပါတ်ဒီဘက်ချမ်းကဒါအရှိပိုင်းရောက်ထွက်ပေါ့နော်စတေးကားတော့ဒါသူလိုချင်တဲ့လောက်ပဲကျွန်တော်ကပ်ပေးတာဒီထက်များများကတ်ကျင်လည်းကပ်လို့ရတယ်ဒါကတော့ဒီကျွန်တော်မှ order မှာလူရဲ့သဘောပေါ့နော်ကဲတခုခုလိုရတာချင်းကျွန်တော်ဖုန်းနံပါတ်39969936ဖုန်းဆက်ပြီးတော့အသေးစိတ်မြင်လို့ရပါတယ်နော်ဒီကားရဲ့ပုံအသေးစိတ်ကြည့်ချင်တယ်ဆိုတော့ကျွန်တော် Messenger မှာတောင်းကြည့်လို့ရပါတယ်လို့နော်ကဲအားလုံးကျေးဇူးများတင်ပါတယ်